အားလုံးမင်္ဂလာပါဒီနေ့အခြေခံပုံဆွဲနံပါတ်7ဒီမြန်မာစလုံးလေးဒီရောင်စုံဆိုတာလေးကိုလုပ်ပြသွားမှာဖြစ်ပါတယ်ဒီတဝေထိုးကအပြာပေါ့ရာကောက်ကအနီပေါ့အဲ့လိုမျိုးလေးပေါ့နောက်ပြီးတော့အချိန်နဲ့ထည့်ရရင်ဒီ6ချားဆိုတာကိုဒီစလုံးကိုဒီလိုမျိုးဖြာထွက်သွားတယ်ပေါ့အဲ့လိုမျိုးပုံစံလေး effect လေးတစ်ခုနဲ့စမ်းပြသွားမှာဖြစ်ပါတယ်ဒီ Adobe Illustrator ကိုဖွင့်လိုက်ပါပြီအားလုံးပဲ Open Door Education မြန်မာမှာကြိုဆိုလိုက်ပါတယ်ဒီ YouTube channel မှာ Illustrator အတွက်တခုခုအသုံးပြုတာတွေကူညီရခဲ့တယ်ဆိုလို့ရှိရင်ကျေးဇူးပြု၍ subscribe ဒီနားလေးမှာ click တစ်ချက်နှိပ်ပေးပါပြီးရင် like ဆိုတာလေးကို click လေးတစ်ချက်နှိပ်ပေးခြင်းဖြင့်အားပေးပါလို့ပြောချင်ပါတယ်ဒီရောင်စုံလေးကိုစမယ်ဒီရောင်စုံဆိုတော့ဒါကမြန်မာစလုံးဖောက်ဒီမြန်မာစလုံးဖောက်မှန်တာဖြစ်ချင်တယ်ဆိုလို့ရှိရင်အရင်တစ်ခေါက်ကပြောထားခဲ့တဲ့ဒီရောင်စုဖောက်ပေါ့အဲ့ဒါကိုဒီ setting ထဲမှာသွားချိန်တာကိုပြန်ပြီးတော့ကြည့်လိုက်ပါမြန်မာစာထွက်တာမမှန်လို့ရှိရင်ဒီဆက်ကတော့ချိန်ပြီးသားဖြစ်ပါပြီအဲ့တော့ဒီရောင်စုံကတော့စလုံးမှန်မှန်ထွက်မှာပါအဲ့ဒါဒီရောင်စုံရိုက်ဖို့အတွက်ဒီမှာ T ဆိုတဲ့ text file လေးကိုယူလိုက်ပါမယ်ဒီရောင်စုံရိုက်မယ်အဲကြတော့ဒီနားလေးမှာဒါက English form ပေါ့ဒီနားလေးမှာမြန်မာစာရိုက်မယ်မြန်မာရွေးလိုက်မယ်ပြီးရင်ဒီနားမှာဒီရောင်စုပေါ့ဒီရောင်စုဒီရောင်စုပေါ့ပြီးရင်ရိုက်ပြီး the way to ရာကောက်ရေးချငါသာရောင်ရောင်စုံဟုတ်ပြီဒီရောင်စုံလေးကိုအကယ်၍ဒီဟာတစ်ခုတည်းကိုနှိပ်ပြီးတော့ဒီနားလေးမှာ fill ဆိုတဲ့နေရာမှာအရောင်ပြောင်းလိုက်မယ်ဆိုလို့ရှိရင်သူကအကုန်လုံးပြောင်းသွားတာဖြစ်တယ်ခုကကြတော့ဒီတစ်ခုချင်းစီပေါ့အဲ့ဒါလေးကိုအရောင်စုံလေးပြောင်းခြင်းအကယ်ဒီတိုင်းပဲဆိုလို့ရှိရင်ဒါကိုရွေးမယ်ပြီးရင်ဒါကိုနေမယ်ထားပါစို့အဝါရောင်ဆိုရင်အရောင်လေးအကုန်လုံးအဝါရောင်ဖြစ်သွားမှာပေါ့copy paste နဲ့ပွားပြီးတော့ရှင်းကြည့်အောင်နော်ရှင်းကြည့်အောင်ထားလိုက်ပါတော့အခုဒီမှာနည်းနည်းလေးဖောင်းနည်းနည်းလေးကြီးလိုက်မယ်နော်ဖောင်းကြည့်မယ်ဆိုရင်ဒါကရွေးပြီးသားဖြစ်သွားပြီဒါဆိုဒီနားလေးမှာဟို48 pt ပေါ့အဲဒါ9စနစ်လောက်ထားကြည့်လိုက်9စနစ်ဒီရွယ်စားနဲ့ရှင်းလိုက်ရင်သိမကြီးသေးဘူးနော်အဲဆိုရင်ထပ်ပြီးတော့150လောက်ပေါ့အဲ့ဒါမဆိုဟုတ်ပြီအဲ့ဒါရှင်းကြည့်လို့ရသွားပြီနော်ဟုတ်ပြီအဲ့ဒါကိုထပ်ပြီးတော့copy တစ်ခုပွားလိုက်မယ်နော်ဟုတ်ပြီဒါလေးကိုနေအောင်ပေါ့နောက်ထပ်ဒါလေးကိုထပ်ပြီးတော့ပွားမယ်ပြရအောင်လေးပေါ့အဲ့လိုမျိုးဒီ fill ဆိုတဲ့နေရာမှာအရောင်သွားပြောင်းလို့ရှိရင်သူကစလုံးတွေအကုန်လုံးအဲ့အရောင်ဖြစ်သွားတယ်မနော်အခုအားကကြတော့ဒီလိုမျိုးကာလာရောင်တွေဖြစ်ချင်တယ်အဲ့ကြတော့ဒီအဝါလေးကိုပဲဆန်းပြမယ်အရင်ဦးဆုံး selection 2ကိုရွေးပါမယ်ပြီးလို့ရှိရင်ဒါလေးကိုရွေးမယ်ဆို click နဲ့အကဲဒီအဝါလေးကိုအရောင်ပြောင်းမယ်ပေါ့နော်အဲ့ဆိုရင်ဒီအဝါလေးကိုရွေးမယ်အကဲမဟုတ်ဘူးအနီလေးကိုလုပ်ချင်တယ်ဆိုရင်ဒီကအနီလေးကို mouse လေးလာတင်လိုက်ပါဒါလေးကိုရွေးလိုက်မယ်အခုကအဝါလေးကိုအရောင်ပြောင်းပြန်မှာဆိုတော့ဒီအဝါလေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီအဝါပေါ်မှာပဲ mouse ရဲ့ right click ကိုနှိပ်လိုက်ပါအဲ့မှာဒီမှာ create outline ဆိုပေါ်လိုက်မယ် create outline အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်မဆိုရင်ဒီရောင်စုံဆိုတာဒီစလုံးတစုမဟုတ်တော့ဘူးเนาะဒီတဝေထိုးကတက်ရာကောင်းကတက်ဒီလိုမျိုးကတက်ပေါ့เนาะအဲ့လိုဖြစ်သွားတယ်ဒါပေမဲ့အခုအနေထားမှာဆိုရင်သူကတစုတစည်းလေးဖြစ်နေသေးတယ်ဒီချိန်မှာအရောင်ပြောင်းကြည့်လိုက်ပါဒါပါတော့အပြာပါမရှိသေးတဲ့အရောင်ဆိုရင်အမဲပေါ့နော်အမဲပြောင်းကြည့်လိုက်တွေ့လားအဲ့ဆိုရင်သူကတစုတစည်းလေးဖြစ်နေတဲ့အတွက်အားလုံးကအမဲဖြစ်သွားလိမ့်မယ်ဒီတစုတစည်းလေးကိုပြန်ပြီးတော့မဟုတ်ဘူးဒီဒါလေးကတက်စာလုံးကတက်ဆိုပြန်ခွဲမှာအဲ့ကြတော့ဒါလေးကိုပြန်လာရွေးမယ်ဒီ selection 2မှာပဲနော်ညားလေးဒီမဲများလေး
ဒါလေးကိုရွေးမယ်ရွေးပြီးတော့လို့ချင်းဒီ object ဆိုတဲ့နေရာမှာ ungroup ဆိုတာလည်းရှိတယ်အဲ့လေးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးလို့ချင်းဒီမှာတစ်ချက်နှိပ်လိုက်ကြည့်လိုက်အဲ့ဆိုရင်ဒီမှာစာလုံးကတက်တက်ဖြစ်သွားပြီတဝေထိုးကတက်တက်ဖြစ်သွားပြီဟုတ်ပြီအဲ့ဆိုဒီအရောင်တိုင်းပဲခြေလိုက်မယ်နော်အဲ့ကြတော့ထားလိုက်ပါတော့ရာကောက်အရင်သွားမယ်ထားလိုက်ပါရာကောက်အရင်ရွေးလိုက်ရွေးပြီးဒါလေးကအနီလေးပဲထားလိုက်ပါအနီဆိုရင်ဒီမှာအနီအဲ့ဆိုရင်ဒီရာကောက်တစ်ခုလည်းပဲအနီဖြစ်သွားတယ်ဒါလေးကအပြာဒီမှာတော့မြင်မြန်သွားလိုက်တော့မယ်နော်အားလုံးကတည်သွားပြီဆိုတော့အဲ့ဆိုရင်ဒီစလုံးတွေရဲ့ဒီတည်တဲ့အရောင်တွေကိုလောက်တက်သွားပြီလို့မျှော်လင့်ပါတယ်အကယ်၍တခုခုသင်ယူလိုက်ရတယ်ဆိုလို့ရှိရင်ကျေးဇူးပြုရဒီ YouTube channel မှာဒီ Open Door Education မြန်မာရဲ့ YouTube channel မှာ subscribe လုပ်ပေးကြပါ like လည်းပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ဒီ6ချားဆိုတာလေးကိုစမ်းပြပါမယ်ဒါလည်းပြတော့ဒီရောင်စုံကတော့ပြီးသွားပြီဆိုတော့ဒါကိုဒီအပြာလေးကို delete လုပ်လိုက်မယ်နော်ဟုတ်ပြီအဲ့ဒီ test file မယ်အခုကမြန်မာဖောင်းဆိုတော့ဒီမှာပြည်ထောင်စုဖောင်းမြန်မာစာရိုက်မယ်ဒီ6ချားပေါ့ချားပေါ့ဟုတ်ပြီဒီ6ချားကိုဒီလိုမျိုးစလုံးဖွာတဲ့ပုံစံလေးပေါ့အဲ့ကြလေဒီဘက်အလဲထားမယ်ဒီဘက်နည်းနည်းလေးရွှေ့လိုက်မယ်နော်ဟုတ်ပြီဒီစာရွက်ပေါ်မှာမြင်လို့နည်းနည်းလေးရှင်းလိုက်ဟုတ်ပြီဒါတော့ဒီ6ချားဆိုတဲ့ဟာလေးကိုဒီ selection tools တွေနဲ့အရင်ရွေးလိုက်မယ်ပြီးတော့လို့ရှိရင်ဒီအောင်ရွေးပြီးတော့ဒီနောက်မှာ effect ဆိုတာရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်ပါပြီးတော့လို့ရှိရင်ဒီမှာ distort and transform ဆိုတာရှိတယ် distort and transform အဲ့ဒါလေးတစ်ချက်နှိပ်ပါပြီးရင်ဒီနောက်မှာ roughen ပေါ့နော်ဒီပုံစံကိုကြိုက်သွားပြီဆိုလို့ရှိရင် okay နှိပ်လိုက်ရပါတယ်ဒီမှာဘာမှပြင်စရာမလိုတော့ပါဘူးပြီးတော့ရင်ဒါအနီရောင်ဆိုတော့အနီရောင်ချဲလိုက်မယ်နော်ဟုတ်ပြီဒါအနီဆိုတော့ဒီဟာနည်းနည်းဟောဖြစ်တာကိုမြင်မဲတွေ့ထားလားဟုတ်ပြီ6ချားပါဒီဟာကိုနည်းနည်းပါထပ်ပြီးတော့ပြင်ကျင်သေးရဆိုလို့ရှိရင်ပြင်နည်းကတော့တူတူပါပဲဒါလည်းပါတော့ဒီဟာကိုရှင်းပြလို့ရအောင်ဒီနှစ်ခုတည်သွားပြီဆိုတော့ဒါကိုအပေါ်ပို့လိုက်တော့မယ်နော်ဒီလိုအပေါ်ပို့ဒါ6ချားအဲ့ဒါနောက်တစ်ခေါက်မှာအဲ့တိုင်းပဲ6ချားပေါ့ဟုတ်ပြီနောက်တစ်ခုစမ်းဖို့လည်းတစ်ခါလေး copy ပွားလိုက်တာပါ copy ဒါလေးကိုဒီပေါ်တင်ထားမယ်အဲ့တိုင်းပဲဒါလေးကိုရွေးပြီးတော့လို့ရင်ဒီ effect ကိုသွားမယ်ဒီ distort transform ကိုသွားမယ်ပြီးရင်ဒီမှာ roughen ပေါ့အမှန်နေလိုက်ဒီဟာနဲ့ဒီဟာအတူတူပဲပေါ့နော်အဲ့ကြတော့ဒီနားလေးမှာ relative တို့ absolute တို့ဒီ size တို့ဒါတွေကိုဒီနားလေးမှာ percent လေးတွေနဲ့ဒီမှာ10 per inch ပေါ့အဲ့ဒါလေးနဲ့ကိုချိန်ပြီးတော့ကိုလိုချင်တဲ့ဒီအချွန်တက်လေးတွေပေါ့စမ်းကြည့်လို့ရပါတယ်ဒါဆိုရင်နည်းနည်းပြေးပြစ်သွားတာပေါ့နော်အချွန်တက်သိမ့်မများဘူးဒီလိုဒါဆိုရင်မကြည့်ဒီနားခါခွေးလေးကြည့်ဒီနားမှာဆိုရင်နည်းနည်းလေးများတယ်အချွန်တက်ပုံများတာပေါ့ပြီးရင်ဒီနားမှာ detail ပေါ့ကိုကြည့်လိုက်ပါဒါဆိုရင်ပို့ပြီးတော့အချွန်တက်များတယ်ဒါဆိုရင်သိမ့်မများဘူး17လောက်ပေါ့ပြီးတော့လို့ရှိရင်ကိုကဒီအောင်ကြိုက်လာပေါ့အဲဆိုရင် okay ပြီးအရောင်နဲ့တရားအောင်ပေါ့မဲအောင်
မဲအောင်ပြရအောင်ဒါဒီ effect ကိုအသုံးပြုပြီးတော့ဒီ distort transform နဲ့ဒီ rough ကိုအသုံးပြုပြီးတော့လုပ်ပြရတာဖြစ်ပါတယ်ကျန်တဲ့စလုံးတွေလည်းကိုယ်အဆင်ပြေမဲ့ကိုလိုချင်တဲ့ပုံစံရအောင်တစ်မျိုးပြီးတစ်မျိုးစမ်းကြည့်လိုက်ပေါ့ပြီးရတဲ့ပြီးရထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီအခြေခံပုံစံစက်တစ်ကတော့ဒီမှာပဲနားလိုက်ပါပြီ